Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော် football mind ဒီနေ့ page share Harry ကနေပြီးတော့ပြည်သက်ကြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ Okay ကျွန်တော်တို့ဒီလက်ရှိ Champion League ပွဲစဉ်1ပေါ့နော်ဒီ Athletic Bilbao နဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ဖြစ်ပါတယ် Athletic Bilbao က nil Arsenal အသင်းက2ဆိုတဲ့2-0ဆိုတဲ့ရလဒ်နဲ့ Arsenal အသင်းက Athletic Bilbao ကိုအနိုင်ရရှိသွားခဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာတော့ Athletic Bilbao 0 Arsenal 2 game ပွဲစဉ်ကိုကျွန်တော်တို့ပွဲပြီးသုံးသက်ချက်လုပ်သွားမှာဖြစ်ပါတယ်ပြည်သက်ကြီးအလုံးပဲစောင့်ကြည့်ပေးပါဦးကျွန်တော်ဒီပွဲကိုမစတင်ခင်မှာကျွန်တော် giveaway post လေးကိုကျွန်တော်ကြေညာချင်ပါတယ်ကျွန်တော်ဒီဟိုပါတော့ကျွန်တော်ရဲ့ဒီ YouTube channel ရဲ့ post ကိုသွား post ရဲ့အောက်မှာပထမဦးဆုံး post မှာ giveaway post ဆိုတာရှိပါတယ်အဲ့ post ထဲမှာမိမိချန်နေတဲ့အသင်းမိမိချန်နေတဲ့ကစားသမားအမည်ကို comment ပေးပြီးတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးခြင်းအပြင်9000စု3စုတွေကစုတစ်ခုကိုကျွန်တော်စုခုနိုင်မှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီစုကိုတော့ September 20ရက်နေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်မှာ live လွှင့်ပြီးတော့random comment picker နဲ့မဲဖောက်ဝေးသွားမှာဖြစ်ပါတယ်အဲ့တော့ပိတ်သက်ကြီးအားလုံးပဲဒီ giveaway season မှာပါဝင်ကြပါအောင်လို့ကျွန်တော်တို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျ Okay ကျွန်တော်ဒီပွဲကြောင်းတွားလိုက်ရအောင် Arsenal အသင်း 2-0 နဲ့အနိုင်ရရှိပါတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်ဘာမှမပြောခင်ပေါ့နော်ကျွန်တော်အကြိုက်ဆုံးကစားသမားဖြစ်ရွေးချယ်ရတွေဘာတွေမစတင်ခင်မှာဒီနေ့ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံး man of the match ပေါ့နော် normally ပေါ့ man of the match ကိုရွေးကျွန်တော်တို့က player ကိုပဲရွေးကြတယ်ဒါပေမဲ့ကျွန်တော်ကဒီနေ့ပွဲစဉ်မှာ Mikel Arteta ကိုရွေးချင်တယ် Mikel Arteta အနေနဲ့ကိုယ့်အသင်းရဲ့အခြေအနေကိုယ့်အသင်းရဲ့ capacity ကိုသူသိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြည့်ရလူတွေတောင်သိတယ်56မိနစ်လောက်မှာဒီရှေ့တန်းอ่ะပေါ့နော် Arsenal ရှေ့တန်းက Victor Gyokeres ရယ် Madueke ရယ်ဒီနောက်ဟိုပါပေါ့ Eze ရယ်3ယောက်ကအနည်းငယ်ကြဆပြုတ်လာပြီပြဿနာကဘာလဲဆိုတော့ Victor Gyokeres ကပထမပိုင်းမိနစ်30လောက်တည်းကနောက်စီကွဲသွားတာနောက်စီကွဲပြသွားဟိုပတီးပတ်ပြီးတော့ကန်ရတာပေါ့နော်အဲ့တော့သူ့အနေနဲ့ဒီဟိုနာကျင်မှုလည်းနည်းနည်းရှိနေရမယ်လို့ကျွန်တော်ထင်တယ်အဲ့ဒါအပြင်ဒီမာတူအကေးကလည်းတောင်းလျှောက်ယုံနေပေါ့နော်ယုံနေတိုးတယ်ယုံနေသူအလဲကိုချိုးပြီးတယ်သူကန်ထည့်တယ်အများကြီးလုပ်တယ်သူတကယ်ကိုစူးစမ်းကစားသွားပါမာတူအကေးလည်းဒီဘယ်ချမ်းအဇေးကတော့အနှဲငယ်နည်းနည်းလေးငြိမ်သက်တယ်တိုးပေမဲ့လည်းအဇေးကလည်းဒီအနီးကအတူပေးလေးနဲ့သူတက်နိုင်သမျှတော့သူစူးစမ်းထုတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘောလုံးပွဲကြီးလူတောင်မြင်ရတယ်ဗျ56မိနစ်လောက်မှာအာဆင်နယ်တိုက်စစ်ကဟိုပြောမလဲအစိတ်နေနဲ့မဲ့လာတယ်ပေါ့နော်အစိတ်သိမ့်မရှိတော့ဘူးလို့ခံစားလာရတယ်ကျွန်တော်တို့ပြည်သက်တွေတောင်ဒီလိုခံစားနေရတာဗါဒီမီကယ်အာတီတာကလည်းခံစားမှာပဲလို့ကျွန်တော်ထင်တယ်ချက်ချင်းပဲသူလူလဲလိုက်တယ်50နဲ့ဟို sorry ဒီဟိုပါပေါ့နော်64မိနစ်မှာပေါ့64မိနစ်မှာသူလူစားလဲမှုပထမအဆုံးလူစားလဲမှုစလုပ်ခဲ့တယ်ဘယ်သူလဲလိုက်တာလဲဆိုတော့Leandro Trossard နဲ့ Victor Gyokeres နဲ့ Victor Gyokeres အစားလိုက်တယ်အဲ့မှာတော့ Leandro Trossard Victor Gyokeres ကနောက်စီကွဲတာဖြစ်တဲ့ကြောင့်မလို့သူကနည်းနည်းတိတ်မကန်နိုင်တော့ဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ Trossard ကိုဝင်လာတယ်အဲ့ဒီတိတ်ပြီးရောမပြောင်းလဲသေးဘူးဘယ်မှာစပြီးပြောင်းလဲသွားလဲဆိုတော့82မိနစ်မှာ Martinelli ကိုထည့်လိုက်တာကျွန်တော် Martinelli ကိုလူစားလဲမယ်ဆိုရင်မြင်လဲကောကျွန်တော်ကမာဒူအကင်းနဲ့လဲမယ်နေတာဘာလို့ဆိုတော့မာဒူအကင်းကတပွဲလုံးအတကုံယုံတာဆိုတော့ကုန်နေပြီပေါ့နော်နောက်တော့ယုံမဲ့တကောင်ဒီဟိုပါပေါ့ဘာမာတင်နယ်လီကိုထည့်မယ်အဇေးကိုထားရမယ်လို့ထင်တယ်မဲ့အဇေးဘက်ချမ်းကိုပဲသူကလဲလိုက်တယ်အဇေးကိုပဲထုတ်လိုက်တယ်မာတင်နယ်လီကိုပဲထည့်လိုက်တယ်အရန်ကိုမှန်ကန်တဲ့လူစားလဲမှုနှစ်ခုကိုသူပြုလုပ်ခဲ့တာသူ့အတင်းရဲ့ capacity ကျနေပြီဆိုတာသူသိတယ်သူ့အတင်းရဲ့ performance ကျနေပြီဆိုတာသူသိတယ်ကစားသမားတွေရှေ့တန်းကစားသမားတွေပြိုင်းနေတာကိုသူသိတယ်အဲ့ဒီအချိန်မှာသူကောက်လဲပလိုက်တယ်ဒီလူစားလဲမှုကနေမှတစ်ဆင့်82မိနစ်မှာ82မိနစ်မှာလူစားလဲလိုက်တယ်ပေါ့နော်82မိနစ်မှာပဲအာဆင်နယ်တို့ဂိုးစတင်ရရှိပါတယ်ကျွန်တော်ဂိုးစတင်ရရှိသွားမယ်အကြောင်းပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီအရာရှိပြောမယ်ပေါ့နော်ဦးနိုင်ဆိုင်မွန်ကနေပြီးတော့ဦးနိုင်ဆိုင်မွန်ဆိုတာက Athletic Bilbao ရဲ့ဂိုးသမားဦးနိုင်ဆိုင်မွန်နဲ့ကန်တင်လိုက်တာသူကအာဆင်နယ်ကိုဟိုပါပေါ့ area တွေကိုသူကကန်တင်တာကန်တင်တဲ့အချိန်မှာ Mosquera ခေါင်းကိုလမ်းတိုက်လိုက်တယ်ခေါင်းလမ်းတိုက်ပြီးရှင်းထုတ်လိုက်တာပေါ့နော်ရှင်းထုတ်လိုက်တဲ့ဟာကို Declan Rice ကခေါင်းတက်တိုက်တယ်ရှေ့ကိုခေါင်းတက်တိုက်တယ်ရှေ့ကိုခေါင်းတက်လိုက်တော့ကျွန်တော်ဒီရှေ့မှာဘယ်လိုရပါဆို Trossard ကဒီဘောင်စင်ဖြစ်နေတဲ့ဘောလုံးကိုအသာလေးမပြီးလိုက်တာညာကြီးလေးနဲ့မပြီးလိုက်တော့သူကဘာဖြစ်သွားလဲဆိုတော့ Martinelli ရဲ့ပြေးလင်းကြောင်းနဲ့ရောက်သွားတယ်ဒီဘက်မှာ Martinelli ကဒီအခုမှအသက်ဝင်လာတဲ့ fresh man လုံးဝ energy အပြည့်အားအင်အပြည့်နဲ့ energy အပြည့်နဲ့ Martinelli ပြေးရယုံနေပြေး
သူတကိုးတော့ရုံးနေတဲ့အချိန်မှာကိုသမားဦးနိုင်ဆိုင်မွန်နဲ့1 versus 1အနေထားကိုရောက်သွားတယ်သူဒီကိုသမားဦးနိုင်ဆိုင်မွန်ရဲ့ဘယ်ဘက်အောက်နားလေးကိုပဲသူအနီးကက်လေးပဲကန်ထည့်လိုက်တယ်ဟိုဦးနိုင်ဆိုင်မွန်ပြက်လိုက်ပြင်မဲ့လဲသူဂျိုင်းအောက်ကနေပြီးဝင်သွားတာပေါ့နော်အနီးကက်လေးဘေးကနေကက်ပြီးတော့ဝင်သွားတယ်Martinelli score for Arsenal 1ပြပါဦး0စပြီးတော့ဂိုးစတင်ရရှိသွားတယ်ကျွန်တော်အဲ့ဂိုးစတင်ရရှိသွားတော့ပေါ့နော်ကျွန်တော်အမှအာဆင်နယ်ကတော့ဒီဘွဲစဉ်မှာလုတ်ပြန်ပြီပေါ့နော်1-0နဲ့ပဲပြီးသွားအောင်မယ်ပေါ့1-0နဲ့ပဲပြီးသွားအောင်မယ်ဒီဟောပေါ့နော်ဟိုတတရာပဲဒီ1-0လောက်နဲ့ကက်ပြီးအနိုင်ယူသွားအောင်မယ်လို့ကျွန်တော်ထင်ခဲ့တာပေါ့ဒါပေမဲ့လေကျွန်တော်တို့86မိနစ်မှာထပ်ပြီးတော့နောက်တစ်ဂိုးတစ်ဂိုးထပ်မှန်ရရှိသွားတယ်အဲ့ကိုရရှိသွားတဲ့အချိန်မှာဟို Athletic ပြည်ပေါကစားသမားတွေကတော့စောဒကနေတက်တယ်ပေါ့နော်ဟို Zubi Mandi အနေနဲ့ foul နဲ့လောက်တယ်ဆိုပြီးတော့စောဒကတက်ပေးမယ်လေတိုင်ကြီးကတော့လုံးဝညင်းဆိုတယ်မဟုတ်ဘူး it's not a foul မဟုတ်ဘူးဒီဟာကျွန်တော်တို့ဒီ Zubi Mandi ကနေပြီးတော့ Rice ကိုပေးတယ် Rice ကနေမှတစ်စင် Martinelli ကိုပေးရတယ် Martinelli ကသူ့ရဲ့ treatment ဒီရောနော်လဲကိုအထဲကိုပြေးဝင်တဲ့ treatment ပေါ့နော်တစ်ချက်ရက်ပြီးထဲဝင်ပြေးဝင်တဲ့ချိုးပေးလိုက်တယ်အလဲတဲ့မှာစန်တာကိုချိုးပေးလိုက်တယ်ဘယ်သူရှိလဲဆိုတော့ Leon Trossard ရှိနေတယ် Trossard အနေနဲ့တစ်ချက်ထိန်းပြီးတော့ကိုခဏကိုလှိတ်လိုက်တယ်ကိုပေါင်းနဲ့သူဒိတ်တဲ့ဖြစ်သွားတဲ့အချိန်တွေမှာအပြင်းကန်သွင်းလိုက်တယ်နောက်ခက်လူတယောက်ထိပ်ပြီးတော့ဂိုးဝင်သွားခဲ့တယ်ဦးနိုင်ဆန်မလည်းဘာမှမတက်နိုင်ဘူးအဲ့တော့ 2-0 86မိနစ်မှာ Arsenal 2-0ဖြစ်သွားတယ်အဲ့တော့ 2-0ဖြစ်သွားတဲ့အချိန်မှာတော့တို့က nil seal ကျွန်တော်ပြီးသွားပြီเนาะအနိုင်ကိုပိတ်သိမ်းလိုက်ပြီ Arsenal ကဂိုးပြီးခုမဲ့ clean sheet နိုင်ပွဲတစ်ပွဲကိုထပ်မံရရှိသွားတယ် brother တို့ဒီ Arsenal အသင်းရဲ့ဒီကျွန်တော်တို့နောက်တန်း၄ယောက်ပေါ့နော်နောက်တန်း၄ယောက်ကြောင်းလည်းကျွန်တော်ပြောချင်တယ် Mosquera ဒီ Gabriel ဒီ Calafiori Timber ဒီ၄ယောက်ကိုကျွန်တော်တို့ကြော်ဖြတ်နိုင်တဲ့ဟိုပါပေါ့နော်ဟိုတိုက်စစ်ကစားသမားရှိပါမလားဆိုပြီးကျွန်တော်နည်းနည်းတန်တရားတော်ဝင်လာတယ်ပေါ့ဒီလီဗာပူးအသင်းကတော့ဒီ free kick နဲ့ဂိုးရတယ်ပေါ့နော်အဲ့တော့အဲ့ဂိုးတကူကလွဲပြီးအာဆင်နယ်ကဒီနှစ်မှာပေကိုမဲ့နေသေးတယ်အဲကြောင့်မို့လို့ဒီနောက်တန်း၄ယောက်ကိုကြော်ဖြတ်နိုင်တဲ့တိုက်စစ်ကဟိုဘယ်တော့မှပေါ်လာမှာလဲပေါ့နော်ကျွန်တော်နည်းနည်းအောင်တန်တရားဝင်လာပြီအရင်စော့လက်အရင်ဖြစ်လုံးနေတော့နည်းဟိုပါပေါ့နော်ကြောက်ဖို့ကောင်းလာတယ်ပေါ့အဲ့တော့ဒီနေ့ပွဲစဉ်မှာ 2-0 နဲ့နိုင်ရရှိပါတယ်အဲ့တော့60မိနစ်မှာကျွန်တော်ဒီ Christian Morgan နဲ့ဒီ Hincapié ပေါ့နော်ဒီကစားသမား2ယောက်ကိုစတင်မိတ်ဆက်ခဲ့တယ်ဒီကစားသမား2ယောက်ရဲ့ debut ပေါ့နော်ဒီ debut တော့မိနစ်60လောက်မှာလူစားလဲပြီးဝင်ခဲ့ရတယ် Champion League အငွေ့တက်လေးကိုအနည်းငယ်ခံစားလိုက်ရတယ်ပေါ့နော်ဒီ2ယောက်ကလည်းအဲ့တော့ဒီ Arsenal အသင်းအနေနဲ့နိုင်ပွဲနဲ့ထိုက်တန်ပါတယ်သူတို့အနေနဲ့ဒီနီးပြအာတီတာရဲ့ကောင်းမွန်တဲ့လူစားလဲမှုကနေမှတဆင် Leon Trossard ကနေ assist လုပ်တယ် Martinelli ဂိုးသွင်းတယ် Martinelli assist လုပ်ပြီးတော့ Leon Trossard ဂိုးသွင်းသွားတယ် 2-0 ဆိုတဲ့ရလဒ်နဲ့ဟိုပြတ်သားစွာပေါ့နော်ပြတ်သားစွာ Athletic Bilbao ကိုမြေမှာအနိုင်ရယူပြီးတော့ Champions League ပွဲဦးအတွက်3မှတ်ရရှိသွားပြီး clean sheet ရရှိသွားတယ်လို့ကျွန်တော်ပြောကြားရင်းနဲ့ပဲကျွန်တော်ဗီဒီယိုကျွန်တော်ဒီမှာအဆုံးသတ်ချင်ပါတယ်ကြည့်ရှုပေးရပရိသတ်ကြီးအားလုံး Harry ကနေပြီးတော့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးအားလုံးပဲကျေးဇူးပါ